ကျမအခုကျမအမျိုးသားကျမကလေးမတွေ့ရသေးဘူးဒီနေ့9ရက်မြောက်နေ့မတွေ့ရသေးဘူးဒါပေမဲ့ကျမမသိဘူးယုံကြည်နေတယ်သူတို့ပြန်တွေ့မယ်လို့ပဲယုံကြည်တယ်ကလေးတွေနဲ့သူ့ယောက်ျားကိုအခုထိရှင်ထိရှာလို့မတွေ့ရသေးဘူးလို့ကျွန်တော်တို့အတူကြည့်ကြရအောင်ရှင်နေ12နာရီ40ခွန်ပေါ့40ခွန်ကျမက6ကောက်ကျမက10ခွဲ17လောက်မှာကျမထွက်သွားတာပေါ့ကျမအမေရဲ့ကျမရောက်ခမရဲ့ကျမရဲ့အဖေရဲ့ရောက်ကတိရဲ့ပေါ့နော်ကျမတို့ကအလုပ်ကိစ္စနဲ့အပြင်ထွက်သွားတာပေါ့အလုပ်ကိစ္စပြင်ထွက်တာကျမပြန်လာချက်ကောက်လုပ်ခိုင်းထားတယ်ပြန်လာလို့ရှိရင်ကျမတို့ကရုံးနေတက်မယ်ပေါ့နော်လုပ်ထားတာချက်ကောက်လုပ်ပြီးအကုန်လုံးချက်ကောက်အဲ့နောက်ဆုံး46မိနစ်ဗီဒီယိုမှာကျမဗီဒီယိုတစ်ခုရထားတယ်ကျမမျိုးသားရဲ့ခေါင်းလေးမြင်လိုက်တယ်ပြီးတော့ကျမပစ္စည်း research မှာမြင်လိုက်တယ်ပေါ့နော်အဲ့ဗီဒီယိုလေးကျမအတိုးလေးကျမတင်ထားပါ line ပေါ်မှာဆိုတော့အဲ့ emo ဆိုတဲ့ဟို research ကကလေးမလေးဗိုက်ကြီးတွေကသူလွတ်သွား30ရက်နေ့30ရက်မနက်ပိုင်းသူကလွတ်သွားတာည7နာရီကျော်ပေါ့အဲ့ဆိုတော့သူပြောကြရဲရဆိုလို့ရှင်ကျမသမီးကငယ်မအရန်ကျမအော်တယ်တဲ့မမကြီးဆိုအရန်ကိုရှာတာတဲ့တော်တော်လေးအော်တယ်တဲ့အကြီးမတော့တိတ်မွန်နိုင်ရှာဘူးတဲ့ယောက်ျားလည်းအော်တယ်တဲ့သူညီတောင်းတယ်တဲ့သူကြားလိုက်သူကလည်းအဲ့မပြုတ်ခင်မှာပထမတစ်ချက်လောက်တော့အမျိုးသားထကလေးရှာတယ်ပေါ့နော်ဒုတိယတစ်ချက်လောက်ကလေးနဲ့တစ်ဖက်ကိုဆွဲပြီးတော့အဲ့ reception နဲ့ဟိုကနေက lobby ရဲ့သူဆက်ပဲဟိုအဲ့ရအလဲမှာအပေါက်ရှိတာဟိုထွက်ပြေးတဲ့ပေါက်အဲ့ဆိုအဲ့ပြေးတဲ့အပေါက်ကိုသူလှမ်းမှာပေါ့ပြေးမှာပေါ့သူအနည်းဆုံးနေရအောင်အချိန်မှာ reception ကအဲ့အသက်ရှင်ကျန်ခဲ့သူကပြောတယ်အဲ့အကိုကကလေးနှစ်ယောက်လက်ကင်ပြီးတော့6လမ်းအလမ်းမှာပဲသူတို့ဘာမှမမြင်လိုက်ရတော့ပေါ့အဲ့လိုဆိုတော့ကျမတော့အခုထိတော့မျောလင်းနေတော့ပေါ့နော်ကိုယောက်ျားကိုကလေးကိုစောင့်နေမယ်လို့မျောလင်းတာပေါ့နော်ကိုလည်းဒီကနေတော့ကိုစူးစမ်းပေးနေတာပဲသူတို့ထိုင်ကြည့်ပြီးပြောတဲ့စကားတော့အမြင်ရှိပါကိုရေတောင်းထားပါမိမလှုပ်ပေးနေတာပပောင်းရေတောင်းထားပါအမစူးစမ်းပေးနေတယ်ဟိမိခေကအကြီးမကြတော့ခြေတောင်းထားပါမမလေးပြောတာမှန်တယ်နော်ခြေလို့ခေါ်ရင်ကြိုက်တော့ခြေတောင်းထားပါရှစ်လည်းမကောင်းပါအဲ့ဒါပဲပြောနိုင်တာပေါ့နော်နာခဲ့တဲ့တရားတွေကြင်ကြံခဲ့တဲ့အတွေးလေးတွေကြောင့်လဲကျမဒီနေ့ထိတောင်းခံနိုင်တယ်တော့ထင်တာပေါ့နော်ဟိုဘယ်လိုပြောမလဲတရားမရှိတော့ကျမချက်ချင်းပြိုလဲသွားနိုင်တာပေါ့နော်ဟိုဘယ်လိုပြီးတော့တရားကြောင့်တရားဆိုတာအကျိုးကြောင့်ကိုဆက်ဆက်တယ်လေငါဘာဆက်လုပ်အောင်မလဲဒါဖြစ်သွားတယ်ဒီဟာငါဘယ်လိုဖြေရှင်းရမလဲဆိုတာအဓိကတော့ကိုအရင်ကနာခဲ့တဲ့တရားပါကျုပ်ဆရာတော်ရဲ့တရားတွေကြောင့်လဲဖြစ်မှာပေါ့မိုးမလေး2နာရီလောက်ဆိုမျိုးလုံးပွင့်နေငါသမီးတွေကငါယောက်ျားတော့ငါဘာလုပ်ပေးရမလဲဟိုသားသမီးတဲ့နောက်ဆုံးဘာတွေးထားလဲဆိုတော့ယောက်ျားကငါနိုင်တွေ့ဦးမှာအရှင်ပဲငါဓာတ်ပေါ်ရမပြောနဲ့မကြိုက်ဘူးငါရအောင်ရှာမယ်ငါရအောင်လုပ်မယ်ကိုတောက်ထားပမောင်းတောက်ထားနော်ချစ်တောက်ထားနော်မမလှုပ်ပေးနေတယ်နီးလဲစုံအောင်လှုပ်ပေးတယ်မင်းကမချင်စိတ်မချမ်းသာဘူးတော့မှန်လိုက်ရောချစ်စပ်ပေးပါတယ်မေးလေနော်ဘလောက်တောက်တာလေကျမလဲပြိုသွားမှကျမအရင်ကြောက်တယ်သိလားကိုလဲပြိုသွားသူတို့လုံပေးမှလို့ဘာမှမရှိတော့မှအရင်ဆိုရတယ်အဲ့ဒီကျမတောက်လာဒီနေ့တည်းပဲထမင်းစားရင်တော့လေအနောက်ဘက်မှာသူတို့ရှိမဲ့နေအောင်မှန်းပြီးတော့ယောက်ျားမိန်းမထမင်းစားနေရနော်ဒီနေ့တော့မိန်းမထမင်းစားပြီးယောက်ျားလည်းတောက်နော်မိန်းမလည်းတောက်နော်မယ်ကလေးတွေလည်းချစ်ရတောက်နော်ပေါင်းတောက်နော်မမစားနေပြီလားချစ်တော့မဒါပြီးမလုံးစရာရှိလုံးပေးရအောင်မယ်အိမ်ကသမီးကြီးဆိုလဲချစ်ရတောက်နော်မမလေးဒီမှာစားနေရသိလားမပြီလေအကုန်လုံးပေးပါနော်ချစ်တော့မပူနဲ့ချစ်တော့တာလေအိပ်ပြီးတော့စောင့်နေသိလားမလာခေါ်တော့မှထသိလားကိုကပြည့်စည်တာမျောနေလို့ရှိရင်တော့ဟုတ်ပါတယ်ကဲကောင်းတာပေါ့နော်အဲ့လိုလေးစိတ်ကနေပြောရင်းနဲ့
စားနေရပါတော့ ရန် သမ တိုး င်း နေ စား တာပဲ ဒီလောက်နေဘူးကျမလေဒီလောက်နေဆိုကျမအင်းတော့အပြင်တော့မတွက်ဘူးကျမဆိုအဲ့ grade ကိုဟိုနောက်ဟိုဘက်ပန်းညံဆိုအဝေးနော်အဲ့ဘက်ကိုထွက်ဖုံပြောတယ်ပြန်ဝင်ရတယ်ပြီးဒီဘက်ပြီးအချစ်ပြန်တယ်ကျမတယောက်တည်းအယူလိုပဲဒီလမ်းမကိုကူးလိုက်ဒီတော့ဒီလမ်းမမပိတ်ထားဘူးကားတွေရှုံးနေတာကျမတကယ်ကျမလိုင်စင်နဲ့ကားတိုက်ပြီးတေတော့မယ်နော်ဖုံပြောနေဖုံလိုက်ပြီးဖို့ပဲအရေးကြီးတယ်ကားတိုက်တာမတိုက်တာလည်းမတိတော့ဘူး မစ်စစ် အဲ့ တာ လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲအပူတွေကလေအဲ့လိုအပူကလေဘယ်လိုအေးခရကတဲ့ဗမာပြည်မှာဆိုနာကိပြီးကိုဗစ်ကျမတို့မိသားစုကြော်လွားနိုင်ခဲ့တယ်ပေါ့နော်ဒီငလင်မှာကျမတို့ကထပ်ပြီးကြော်လွားနိုင်ဦးမယ်ကျမတို့ယုံကြည်တယ်ပေါ့နော်ကျမအခုကျမအမျိုးသားကျမကလေးမတွေ့ရသေးဘူးဒီနေ့9ရက်မြောက်နေ့မတွေ့ရသေးဘူးဒါပေမဲ့ကျမမသိဘူးယုံကြည်နေတယ်သူတို့ပြန်တွေ့မယ်လို့ပဲယုံကြည်တယ်အဲ့အတွက်အချိန်ရှိတဲ့အချိန်မှာကိုနီးနာလူတွေချစ်ဖို့မမေ့ပါနဲ့လို့တန်ဖိုးထားဖို့မမေ့ပါနဲ့လို့အခုချိန်ကစက္ကန့်နဲ့အမျှကိုဘေးနာလူတွေကိုနာမျက်စိတမိတ်တင်းမှာထွက်ခွာသွားနိုင်တယ်လို့ ဟုတ်ပါတယ် အားလုံးနားမှာရှိတဲ့အချိန်မှာချစ်ကြပါလို့တန်ဖိုးထားကြပါ လို့ဆုံးကျွန်တော်ပြောချင်ပါတယ်လုံးဝမကြည့်